ပါရီမြရဲ့ညနေပိုင်းတစ်ခုမှာ drip ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့အလုပ်ရှင် Philip ကိုတင်ဆောင်ကကောင်းပေါင်းနေပါတယ်။ရင်ကြောပိတ်ဆို့မှုတွေကြောင့်ပြင်းစရာကောင်းလာတဲ့အခါ drip ဟာအမြန်နှုံးသတ်မှတ်ချက်ကိုဖောက်ဖျက်ပြီးအချိန်ပြင်းပြင်းနဲ့မောင်းနေမှာတော့တယ်။တခြားကားတွေကိုလည်းကြော်တက်ခါမိပွားရဲ့အချက်ပြစနစ်ကိုလည်း view မဆိုင်ခဲ့ပါဘူး။ဒါကြောင့်ရဲကားတစ်စီးကသူတို့နောက်ကိုလိုက်လာခဲ့ပါတယ်။ drip ကရဲကားတွေကိုမျက်ခြေဖြတ်နိုင်မယ်ဆိုရင် Euro 100ပေးမယ်လို့စိန်ခေါ်လိုက်ပါတယ်။ဒါပေမဲ့တရားတစ်စင်းကိုဖျက်ကျော်ပြီးတဲ့အခါမှာရဲကားကရှေ့ရောနောက်ပါပိတ်ဆို့ဖမ်းနိုင်ခဲ့ပါတယ်။ဒါတော့မှပဲ Drake ကစိုးရိမ်မှုမရပဲဒီတစ်ခါရဲတွေကိုလည်းစေးရင်ကိုလိုက်ပို့ပေးနိုင်ရင်တော့ Euro 200ပေးမယ်လို့ထပ်မံစိန်ခေါ်ခဲ့ပါတယ်။ရဲတွေကသူ့ကိုကားပေါ်ဆင်းခိုင်းတဲ့အခါမှာတော့အပြစ်မရှိသလိုဟာဆောင်ကကားပေါ်မှာ Philip ကလှုပ်မရကြောင်းသူက Philip ကိုစေးရုံအမြန်ပို့ရင်လိုအပ်ကြောင်းဒေါသတကြီးနဲ့ပြောပါတယ်။ရဲအရာရှိတွေကကားနောက်ဖော်မှာဝှစ်ချက်ကိုတွေ့သွားတဲ့အခါမှာတော့ဒါကိုယုံကြည်သွားကြပြီး Philip အနာကိုသွားကြည့်လိုက်တဲ့အခါမှာလည်း Philip ကယောဂဆိုးနေကြောင်းခန္ဓာကိုယ်ကိုလှုပ်ရမ်းကဟန်ဆောင်ပေးနေပါတယ်။ဒါဟာရေးပေါ်အခြေအနေဖြစ်နေတယ်လို့မြင်တာကြောင့်ရဲတွေက Drake ရဲ့စီကံချိုးဖောက်မှုကိုခွင့်လွှတ်ပေးလိုက်ပြီးစေးရုံကိုသွားတဲ့လမ်းတစ်လျှောက်ကိုလည်းလိုက်ပို့ပေးခဲ့ပါတယ်။လောင်းကြီးနိုင်သွားတာကိုအောင်ပွဲခံတဲ့အနေနဲ့ Drake ဟာတချင်းကိုကြည်ကြဲဖွင့်ပြီးစေးရုံရောက်တဲ့အခါမှာတော့ရဲတွေထွက်သွားတဲ့အချိန် Philip နဲ့အတူဆက်လက်တောက်ပါတယ်။ Drake ကသူ့အဆင်ပြေအောင်စီစဉ်မယ်လို့ပြောကစေးရုံဝန်ထမ်းတွေတတိမထားမိခင်မှာပဲစေးရုံကနေကားမောင်းထွက်သွားခဲ့ပါတယ်။ဒီတန်ရောစင်ကလွန်ခဲ့တဲ့လပေါင်းများစွာကတည်းကစတင်ခဲ့တာပါ။ Philip နဲ့သူ့ရဲ့လက်ထောက်မာဂရီတို့ဟာသူနာပြုအသစ်တယောက်ကိုခေါ်ယူဖို့လူတွေ့စစ်ဆေးမှုတွေပြုလုပ်နေပေမဲ့ရှောက်ထားသူအားလုံးကရိုးအီပြီးပြင်းစရာကောင်းတဲ့အဖြေတွေကိုသာပြင်းနေတာကြောင့်အဆင်ပြေဖြစ်နေပါတယ်။ဒါပေမဲ့သူ့အလက်မရောက်သေးတာကိုဂရုမစိုက်ပဲ Drake တယောက်ဝုန်းနေချိုင်းဝင်လာတဲ့အခါမှာသူတို့အားလုံးအံ့ဩသွားခဲ့ပါတယ်။ Drake ဟာအလုပ်လက်မှတ်ထောက်ပံ့ကြေးရဖို့အတွက်သူတို့ကသူ့ကိုအလုံးမခံဘူးဆိုတဲ့ညှင်းပယ်စာမှာလက်မှတ်ထိုးပေးတာပဲလိုချင်တာပါ။ဒါဟာပွင့်လင်းလုံးပြီးရိုင်းဆိုင်တဲ့အပြုတ်မှုဖြစ်နေတာ။ဒါအပြင်မာဂလီကိုလည်းပိုးပန်းနေပါတယ်။ဒါပေမဲ့ Felix ကသူ့ကိုသဘောကျပြီးစိတ်ဝင်စားစရာကောင်းတယ်လို့မြင်တာကြောင့်လက်မှတ်ထိုးထားတဲ့စာရွက်တွေကိုလာယူဖို့နောက်တစ်ရက်ကိုချိန်နာလိုက်ပါတယ်။ Drake ဟာဆင်းရဲတဲ့ရက်ကွက်ကသူ့ရဲ့အိမ်ကိုပြန်လာပြီးရေချိုးဖို့ပြင်ဆင်ပေမဲ့သူ့ရဲ့မောင်နှမငယ်တွေနှောက်ယှက်နေတာပါ။တိတက်တဲ့ညီမဖြစ်သူမီနာကြောင့်သူရေချိုးနိုင်ခဲ့ပါတယ်။သူ့အမေအလောက်ကပြန်လာကိုစောက်ရင်ဗရေမောက်ကိုကြည့်လိုက်တဲ့အခါမှာသူ့ညီဖြစ်သူမာရန်ကမတင်ကားစရာကောင်းတဲ့ကားတစ်စီးပေါ်ကဆင်းလာတာကိုတွေ့လိုက်ရပါတယ်။သူ့ညီအခန်းထဲဝင်လာတဲ့အခါမှာတော့သူကကြောင်းမှာပဲရှိနေခဲ့တာလို့ပြောပြီးလွဲအိတ်ကိုယူကအပြင်ပြန်ထွက်သွားပါတယ်။ဒါကြောင့်သူ့ညီမကောင်းတာတစ်ခုခုလုပ်နေပြီဆိုတာသိချသွားခဲ့ပါတယ်။ညနေပိုင်းမှာသူ့အမေပြန်ရောက်လာပြီး Drake ဟာသူခိုးယူခဲ့တဲ့ဥလေးကိုပေးခဲ့ပါတယ်။အမေကလည်းမေးတဲ့အခါမှာအားလည်းရခီးထွက်နေတာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကသူ့ကိုတွေ့ရတာမပြောပါဘူး။ဘာလို့လဲဆိုတော့သူက6လလောက်ပျောက်ချက်သားကောင်းနေပြီးဖုန်းတစ်ချက်တောင်မဆက်ခဲ့တာပါ။အခုမှအိမ်ကိုဟိုတယ်လိုသဘောထားပြီးရုတ်တရက်ပြန်ပေါ်လာတာကြောင့်သူ့အမေဖြစ်သူကသူ့ရဲ့လိမ်လည်မှုတွေကိုစိတ်ကုန်နေပါတယ်။ဒါပေမဲ့သူ့မှာဆောင်းရှောင်းမဲ့ကလေးတွေလည်းရှိနေတာကြောင့်သူ့ကိုအိမ်ပေါ်ကမောင်းချပြီးနောက်ဘယ်တော့မှပြန်မလာဘူးပြောလိုက်ပါတယ်။ Drake ကရက်ကွက်ထဲကတငယ်ချင်းတွေနဲ့အတူမုတ်စားဆက်လက်တောင်းရင်ညီးနေသွားပါတယ်။နောက်ရက်မှာတော့ Drake ဟာစာရွက်စာတမ်းတွေယူဖို့ Felix အိမ်ကိုပြန်သွားပါတယ်။အိမ်ကိုဖြစ်သူ Egon ကလည်းသူ့ကိုကြိုးဆိုပြီးအိမ်နဲ့လိုက်လံပြတာက Felix ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုရှင်းပြပါတယ်။ဒါအပြင်သူ့အတွက်တိတက်ရေချိုးခန်းပါတဲ့အခန်းတစ်ခန်းကိုလည်းပြသပေးပါတယ်။ Drake ဟာရေချိုးကန်ကိုကြည့်နေတော့မှပဲ Felix နဲ့တွေ့ဆုံမှုလောက်ခေါ်ခံလိုက်ရပါတယ်။ Felix ကလက်မှတ်ထိုးရတဲ့အလုပ်ညင်းပန်စာကိုပေးုံနဲ့မကပဲအလုပ်ကအခွင့်အလမ်းတစ်ခုကိုပါကမ်းလှမ်းလိုက်ပါတယ်။ Drake ကအစမ်းခန့်ကာလတစ်လကိုလက်ခံလိုက်ပြီး Felix ကDrake ဟာဒီအလုပ်မှာ2ပတ်တောင်မခံဘူးလို့လောင်းကြီးထပ်လိုက်ပါတယ်။သူ့ရဲ့ပစ္စည်းတွေကိုအခန်းထဲရွှေ့ပြီးတဲ့နောက်မှာ Drake ဟာ Felix ကိုဘယ်လိုပြုစုရမလဲဆိုတာကိုသင်ယူရပါတယ်။ Felix ရဲ့ခြေထောက်ကိုဘယ်လိုလေ့ကျင့်ပေးရမလဲ။ဝှစ်ချက်ပေါ်ဘယ်လိုတင်ပေးရမလဲ။ရေချိုးပေးတာနဲ့အဝတ်စားလဲပေးတာတွေကိုပါသင်ယူရပါတယ်။ Drake အနေနဲ့ Felix ကိုခြေအိတ်ရှည်တွေကိုပေးရမယ်။ Felix အိမ်သာသွားပြီးရင်ဖင်ဆေးပေးရမယ်ဆိုတာတွေကိုသိလိုက်တဲ့အခါမှာတော့အခြေအနေကစိတ်ပြက်စရာဖြစ်သွားပါတယ်။သူကဘလောက်ပဲညင်းညူပြီးဒီအလုပ်တွေကိုမလုပ်နိုင်ဘူးလို့ပြောနေပေမဲ့သူဟာအလုပ်ရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်လက်ခံလိုက်ပါတယ်။ညနေပိုင်းခေါင်းမိုးပေါ်မှာမုံစားရင်အပန်းဖြေနေတော့မှ Felix ရဲ့သမီးအီလီဇာနဲ့အတူသူမရဲ့ရီးစားဘီလီတို့ကချစ်တင်းနှောဖို့တိတ်ဆုပ်တဲ့နေရာကိုလာရင်နှောက်ယှက်ခံလိုက်ရပါတယ်။ Drake ကသူ့ရဲ့ဘီယာကိုလည်းမတိုက်ပင်နဲ့မြောင်းထုတ်လိုက်ပါတယ်။ Drake ဟာ Felix ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလင်းလင်းမဲတက်ရောက်သွားပါတယ်။အစားပိုင်းမှာတော့ဖုန်းကို Felix ရဲ့အနာကပ်ပေးရမယ့်အစား Felix ရဲ့လက်ထဲပေးတာမျိုးသို့မဟုတ်ရေချိုးနေတော့မှစကားပြောဆက်ကိုမေ့သွားခဲ့တာမျိုးအဆရှိတဲ့အမှားတွေဖြစ်နေပေမဲ့ဒါတွေကိုသင်ခန်းစာယူတတ်ခဲ့ပါတယ်။ဒါအပြင် Felix ရဲ့စာတွေကိုလည်းအမျိုးအစားခွဲပြီးသိမ်းတတ်ပါတယ်။စာအများစုကိုတော့ Felix အတွက်သူကပဲဖွင့်ဖတ်ပေးခဲ့ပေမဲ့သူကြည့်ခွင့်မရတဲ့တိတက်စာအချို့လည်းရှိနေပါတယ်။အပြော်မဲ့အလှပြိုင်ပွဲပိုစတာတွေကိုအမိုင်ပုံးနဲ့ပြစ်မဲ့အစားတိတက်ဖိုင်တစ်ခုနဲ့သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဘဝအစ်စ်ထဲမှာအလုပ်ကြီးပဲလုပ်နေတာမဟုတ်ပါဘူး။မာဂါလီကိုဆက်ပြီးပိုးပန်းနေခဲ့ပေမဲ့အရာမထင်ခဲ့ပါဘူး။တခါတရံလဲအပြော်မယ်တွေနဲ့အခန်းထဲမှာခေါ်ပြီးပျော်ပါတတ်ပါတယ်။မနက်ခင်းတစ်ခုမှာအီဖွန်တယောက်က Drake နောက်ကျနေလို့လာရောက်စုပွင့်ရင်းနဲ့သူ့ရဲ့အိတ်ထဲမှာအန်နီရရှိတဲ့လက်နဲ့အချို့ကိုတွေ့သွားပေမဲ့ဘာမှတော့ထုတ်မပြောပါဘူး။ဒီနေ့ Drake ရဲ့အလုပ်က Felix ကိုကားမောင်းပို့ပြီးပို့ပါ။ဒါပေမဲ့ Drake က Felix ကိုကုန်ပစ္စည်းတစ်ခုလိုမျိုးဘန်ကားအနောက်ထဲမှာထည့်သွင်းမှုညှင်းဆန်နေပါတယ်။
ဒါကြောင့်အတော့မပြူပဲရက်ထားတဲ့အဆင့်မြင့်ပြိုင်ကားတစ်စီးကိုသုံးဖို့ရွေးချယ်လိုက်ပါတယ်အစားပိုင်းမှာတော့ Felix ကသူဟာအဆင်မပြေနိုင်ဘူးလက်တွေ့ကြကြစဉ်းစားသင့်တယ်လို့ပြောပေမဲ့မကြခင်မှာပဲပုံမမြန်ဆန်တဲ့ခီးစဉ်တစ်ခုပေါ်စိတ်လှုပ်ရှားလာပါတယ် iPhone ကတော့ဒါကိုသဘောမကျပါဘူးသူတို့အိမ်ကထွက်ဖို့ပြင်တဲ့အခါမှာအိမ်ဝင်ဝမှာတားမြစ်ချက်ဆိုင်ပုတ်ရှိပါလျက်နဲ့ကားရထားတဲ့အိမ်ကြီးချင်းတယောက်ရှိနေပါတယ် Drake ကအချိန်ဆွဲမနေတော့ပဲအဲ့ဒီစီလိုက်သွားပြီးတော့ကော်လန်ကိုဆွဲကကားရွှေတွေကိုချိန်ချောက်ပါတော့တယ် Felix က Drake ရဲ့လုပ်ရအချုပ်ကိုသဘောကျပေမဲ့ထုံးစံအတိုင်း iPhone ကတော့သဘောမကျပါဘူးထို့နောက်သူတို့နှစ်ယောက်ကပြတိုက်တစ်ခုကိုတွားပြပြီးတော့ Felix ကပကြီးကားတစ်ချက်ကိုဝယ်ယူဖို့စီစဉ်နေပါတယ် Drake ကတော့အဲ့ဒီပကြီးကားဟာပိတ်ကားပေါ်မှာအနီအောင်ဆေးဆက်တွေသာချထားတာပဲမို့လို့ပတ်စံအကုန်ခံပြီးဝယ်ဖို့မထိုက်တန်ကြောင်ပြောလိုက်ပါတယ်အဲ့ဒီနောက် Felix ကသူ့ရဲ့အမျိုးတစ်ယောက်နဲ့တွေ့ဆုံရမှာအဲ့ဒီဆွေမျိုးက Drake ဟာကြမ်းတမ်းတက်လို့လူအချို့ကစိုးရိမ်နေကြောင်း Drake ဟာပြစ်မှုမှတ်တမ်းလည်းရှိကြောင်းသတိပေးလိုက်ပါတယ်ဒါပေမဲ့ Felix ကဂယုမဆိုင်ခဲ့ပါဘူးသူက Drake ကိုသဘောကျတာက Drake ဟာသူ့အပေါ်မှာတန်နာကယူနာမပြဘဲရိုးရိုးသားသားနဲ့နောက်ပြောင်ကြည်စဲရဲလို့ပဲဖြစ်ပါတယ်။ Drake ဟာမာကာလီကိုထပ်မံပိုးပန်းတာမအောင်မြင်တာကြောင့်မိဖို့ကြောင့်ထဲမှာ iPhone နဲ့အတူညစာစားနေပါတယ်။ညစာစားရင် Felix ကမာကိုလီကိုစာတစ်စောင်ရေးခိုင်းနေတာကိုနားထောင်နေပါတယ်။ iPhone ကဒါကတိတန့်စကားပြောဆိုမှုဖြစ်တယ်လို့ပြောပြီးစကားပြောစက်ကိုပိတ်လိုက်ကအခြေအနေကိုရှင်းပြနေပါတယ်။ Felix က Illinois လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့စာပေးစာယူလုပ်နေတာဖြစ်ပြီးဒီစာတွေကို Drake ကိုဖွင့်ဖတ်ခွင့်မပြုခဲ့တဲ့စာတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကလူချင်းတစ်ခါမှမတွေ့ဘူးပဲစာနဲ့ပဲအဆက်အသွယ်လုပ်နေကြတာပါ။အခြေအကြောင်းကိုပြောနေရင်လည်း Drake က iPhone ကိုဥယျာဉ်မိုးကခဏခိုးကြည့်ကြောင်းစနှောင်ရင်ပြောပြီးအိပ်ရဝင်ခဲ့ပါတယ်။သူအိပ်ပျော်ဖို့စူးစမ်းနေတော့မှပဲစကားပြောစက်ကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်။ Felix ကအသက်ရှူရခတ်နေတာပါ။သူလစ်လူရှူဖို့စူးစမ်းပေမဲ့လည်းမရတာကြောင့် Felix အခန်းကိုတွားပြီးရေစိုးဝက်နဲ့မျက်နှာကိုတောက်ရင်နှွေးထွေးတဲ့စကားတွေနဲ့ Felix စိတ်သက်သာရအောင်လုပ်ပြီးနေပါတယ်။ Felix ကခဏတာအိပ်ပျော်သွားပြီးနောက်လေကောင်းလေတန်းလိုအပ်တယ်ဆိုပြီးပြန်နိုးလာပါတယ်။ဒီတစ်ခါမှာတော့ Drake ကတွေ့ဝင်မနေတော့ပါဘူး။ Felix ကိုဟူးချဲပေါ်တင်ပြီးစောင်းနေချုံမေးပြီးတော့မြေကမ်းနားမှာလမ်းလျှောက်ဖို့ခေါ်သွားပါတယ်။ဒါဟာ Felix အတွက်ပါရီမြို့ရဲ့ညအလှကိုမမြင်ရတာကြာပြီဖြစ်ပေမဲ့ပထမအဆုံးချိန်စိတ်ပန်းပြေသွားခဲ့ပါ။သူက Drake ကိုဆွေးရွားတွေကအတိုင်းတာတစ်ခုထိပဲကိုညီနိုင်ပြီးတစ်ခါတရံမှာခန္ဓာကိုယ်အစိတ်အပိုင်းမရှိတော့ပေမဲ့နာကျင်မှုတွေခံစားရတဲ့ဝေဒနာဖြစ်တဲ့ကြောင်းရှင်းပြပါတယ်။လမ်းလျှောက်နေတဲ့မိန်းကလေးအချို့ကိုမြင်တဲ့အခါမှာသူ့ရဲ့အခြေအနေကြောင့်အမျိုးသမီးတစ်ယောက်ကိုအပျော်မပေးနိုင်တော့ကြောင်းဒါပေမဲ့သူ့ရဲ့အာရုံခံစားမှုကောင်းတဲ့နေရာတွေရှိတာကြောင့်နာရွက်ကိုနှိမ့်နေပြီးရင်စိတ်ခံစားမှုရရှိနိုင်ကြောင်းဖွင့်ဟဝန်ခံပါတယ်။နာကျင်မှုဝေဒနာတွေပြန်လည်ထွက်ပေါ်လာတော့မယ့်အချိန်မှာ Drake ကသူ့ရဲ့ဆေးကြောကို Felix နဲ့အတူမျှဝေသုံးစွဲပါတယ်။ Felix ကအစာပိုင်းမှာတန်တရားရှိပေမဲ့နောက်ဆုံးမှာတော့သဘောကျသွားခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ကစားတောက်ဆိုင်တစ်ဆိုင်ကိုတွားပြီးစားတောက်နေရင်းနဲ့နောက်ပြောင်ရီမောနေကြပါတယ်။ Felix ကလည်းသူ့ဘဝရဲ့ဇာတ်ကြောင်းကိုပို့ပြီးပြောပြလာပါတယ်။သူဟာဇနီးတဲ့နဲ့ចောင်းသားဘဝမှာတွေ့ဆုံခဲ့တာဖြစ်ပြီးလက်ထပ်ကြီးမကြခင်မှာပဲဇနီးတဲ့က9ချိန်တက်တိုင်ကိုဝင်ပြတ်ကျခဲ့ပါတယ်။ကုသားမရတဲ့ယောဂါကိုခံစားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူတို့ဟာအီလီဂါကိုမွေးစားလိုက်ကြပါ။ Felix ဟာပြိုင်ပွဲတွေစွန့်စားရတာတွေအားကစားတွေနဲ့အချိန်ပြင်းပြင်းမောင်းနေရတွေကိုသဘောကျပြီးလေဒီစီးနေခြင်းကသူ့ကိုအဲ့ဒီအရာတွေပေးဆက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လေဒီစီးနေတော့ရာသီဥတုဆိုးရမှုကြောင့်ပြတ်ကျပြီးခါးစီကိုကျိုးသွားခဲ့ရတာပါ။ဒါပေမဲ့သူကတော့သူ့ရဲ့တကယ်မတန်ဆွမ်းမှုဟာဝီချဲမဟုတ်ပဲနဲ့ဇနီးတဲ့မရှိပဲအသက်ရှင်နေရခြင်းလို့ယူဆနေပါတယ်။နောက်ပြောင်ကြည့်သေးပြီးတဲ့နောက်မှာ Felix ကရက်ဆွဲကိုတတိယလာပြီး Drake ဟာတလအစမ်းခန့်ကာလကိုကြော်သွားပြီဖြစ်တယ်လို့ပြောလာပါတယ်။ဒါကြောင့်တရားဝင်အလောက်ခန့်လိုက်ပြီးဖြစ်ကြောင်းကိုလည်းပြန်လည်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ပထမဆုံးအနေနဲ့ Drake ခိုးယူသွားခဲ့တဲ့သူ့စီကဥလေးကိုပြန်ပေးဖို့အကြောင်းကြားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ဇနီးပေးထားတဲ့လက်ဆောင်ဖြစ်နေလို့ပါ။ဇနီးဖြစ်သူကနှစ်တိုင်းလက်ဆောင်ပေးလိမ့်ရှိပြီးသူတို့အတူရှိခဲ့တဲ့ချိန်25နှစ်အတွင်းခုအလုံးရင်25လုံးတီတီရှိနေပါတယ်။နောက်ရက်မှာ Drake ကကျောင်းကအထွက်မီနာမီကိုတွားရောက်တွေ့ဆုံပါတယ်။မီနာမီကတော့ Drake ကဥရှာခိုင်းမှုကလွှဲရင်သူမရဲ့စကားတွေကိုပြန်မဖြေတာကြောင့်နည်းနည်းစိတ်ဆိုးနေပါတယ်။ဒါအပြင်ရဲတွေကလည်းသူတို့အိမ်ကိုဖုန်းဆက်လာကြောင်းကိုလည်းပြောပြပါတယ်။အဲဒီနောက် Drake ဟာအာဒီမစီတွားရောက်ပြီးအာဒီမာကဆေးကြောက်ကီလို30နဲ့အဖမ်းခံခဲ့ရကြောင်းကိုလည်းဝန်ခံလာပါတယ်။ Drake ကသူ့ကိုနေ့လည်စာကြွေးချင်ပေမဲ့အာဒန်ကညှင်းဆန်ပြီးအရင်ကမတင်ကားစရာကောင်းတဲ့ကားကိုပဲပြန်တက်သွားပါတယ်။နောက်ပိုင်းမှာတော့ Drake ဟာ Felix ကမာကာလီကို Illinois စီရေးမဲ့စာကိုရေးခိုင်းနေတော့ဘေးမှာနားထောင်ခွင့်ရပါတယ်။သူကအဲ့ဒီလိုနူးညံ့လုံးနဲ့ကြပြားဆန်စာသားတွေကပြင်းစရာကောင်းပြီး Felix အနေနဲ့ပိုပြီးပွင့်လင်းလင်းပြောတဲ့နယ်လို့ထင်မြင်ပါတယ်။ဒါအပြင်ဒီလိုစာပေးစာယူလောက်တာ6လရှိပြီဖြစ်ပေမဲ့တပ်ပုံတပုံတော့မရဘူးတာကိုသူအံ့ဩနေပါတယ်။စာတစောင်ပေါ်မှာ Illinois ရဲ့ဖုန်းနံပါတ်ကိုတွေ့လိုက်ရတဲ့အခါမှာဒါဟာအခွင့်အရေးပဲဆိုပြီးဖုန်းခေါ်လိုက်က Felix ကိုဖုန်းအတင်းကင်ခိုင်းပြီးဖုန်းနဲ့ပထမဆုံးချိန်စကားပြောခိုင်းပါတော့တယ်။သူတို့စကားပြောဆိုမှုကအဆင်ပြေလွန်းတာကြောင့် Felix ဟာသူမနဲ့အမြင်ဖုန်းပြောနေပါတော့တယ်။ Drake နဲ့အတူ Opera ပြဆက်သွားကြည့်တဲ့အချိန်မှာတော့ဖုန်းပြောနေသေးပါ။ Opera ကြည့်တဲ့အခါ Drake ကဝတ်စုံတွေကိုကြည့်ပြီးလှောင်ပြောင်ရီမောနေပါတယ်။နောက်ရက်မှာ Drake ဟာ Felix ကို Illinois နဲ့တပ်ပုံချင်းလဲဖို့နားချနိုင်ခဲ့ပြီးဝီချဲဘော်က Felix ပုံကိုရွေးချယ်ပေးလိုက်ပါတယ်။အဲဒီနောက် Drake ပကြီးဆွဲနေတော့ Elisa ကအခန်းထဲကဝုန်းတိုင်းကျဲပြီးဝင်လာပါတယ်။ဆက်လက်တောင်းက Drake ရဲ့အမှုပညာစံနေတာကိုလည်းလှောင်ပြောင်နေပါတယ်။ Drake ကစိတ်ဆိုးပြီးသူမကိုမောင်းထုတ်လိုက်က
Phyllis စီကိုသွားပါတယ်။ Phyllis ကတော့ iPhone ကိုအရင်ကသူ့လေးမဖြတ်ခင်အချိန်ကဓာတ်ပုံတစ်ပုံနဲ့လဲပေးဖို့တောင်းဆိုနေတာပါ။ Dre ရုပ်တရက်ဝင်လာတဲ့အချိန်မှာပဲ iPhone ကအဲ့ဒီဓာတ်ပုံကိုအပြောမဲ့ poster တွေထားတဲ့ file တွေကိုဝတ်ထားလိုက်ပါတယ်။ Dre က Elisa ရဲ့အပြုတ်မှုကိုလာတိုင်တာဖြစ်ပြီးဖခင်အနေနဲ့သမီးကိုဆုံးမတင်ကြောင်းကိုလည်းပြောပါတယ်။ iPhone ကလည်းထောက်ခံလိုက်ပါတယ်။ Phyllis ကသမီးနဲ့ပြောဖို့သဘောတူပေမဲ့ Dre ပကြီးဆွဲနေတယ်ဆိုတဲ့စကားကိုကြားလိုက်ရလို့အံ့ဩသွားပါတယ်။ရက်တွေကြာလာတဲ့အမျှ Dre နဲ့ Phyllis ရဲ့တန်ရုံးစင်ကလည်းပိုပြီးခိုင်မာလာပါတယ်။ Dre က Phyllis ကိုနှင်းတော်တွေထဲမှာဆော့ဖို့ခေါ်သွားတယ်လို့သူလေးချိန်ကန်လှုပ်တဲ့အခါမှာလည်း Phyllis ကိုတွန်းပြီးခေါ်သွားပါတယ်။ Dre ကစကားပြောဆက်ကနေနားထောင်နေတော့ Phyllis ကသူ့သမီးဖြစ်သူကိုစူပူဆုံးမနေပါတယ်။ Dre ကသူ့ရဲ့ပထမဆုံးပကြီးကအပိသက်တဲ့အခါမှာမာလီကာကိုပြသပြီးသူမကိုနမ်းမှုစူးစမ်းပေမဲ့ပါရဲ့ချိန်ခံလိုက်ရပါတယ်။ဒါပေမဲ့ Phyllis ကတော့ပကြီးကားကိုသဘောကျပြီးရောက်မိဖို့ကတိပေးလိုက်ပါတယ်။သူတို့ဟာပုံမမြန်တဲ့ကားကိုစီးတာဆေးကြောက်အတူတူတောက်တာအပျော်မရီကိုအတူတူခေါ်တာလုံရင်ပျော်စရာကောင်းတဲ့ချိန်တွေကိုအတူတူဖြတ်တန်းကြပါတယ်။ Phyllis ရဲ့မွေးနေ့ရောက်တဲ့အခါသူကတိတ်ပြီးမပြောပါဘူး။နှစ်တိုင်းပါတီတွေအတွက်အံ့ဩခြင်းအောင်ဆောင်ရပြီးသူအသက်ရှင်သေးရဲ့လားလို့ဆိုပြီးလာရောက်ကြည့်ရှုတဲ့မိတ်ဆွေတွေနဲ့တွေ့ဆုံရခြင်းကိုပြင်းစရာကောင်းတယ်လို့ Phyllis ကပြောပါတယ်။ Phyllis နဲ့ဧည့်သည်တွေကနဝင်သချင်းကိုနားထောင်နေတော့ Dre က Elisa ကိုလိုက်ရှာရမှာသူမက iPhone ရဲ့ဆေးလုံးချို့ကိုတောက်ပြီးအခန်းထဲမှာငိုနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီဆေးတွေကသူမထင်သလိုတည်စင်နိုင်တဲ့ဆေးတွေမဟုတ်ပါဘူး။သူမဝမ်းထဲနေရတဲ့အကြောင်းရင်းကတော့သူမရီးစားကလမ်းခွဲသွားပြီးရိုင်းဆိုင်ဆဲသွားလို့ပဲဖြစ်ပါတယ်။ဒါကြောင့်သူမက Dre ကိုအဲ့ဒီကောင်လေးနဲ့စကားပြောဖို့အကူအညီတောင်းပြီး Dre ကလည်းအဖို့ကတစ်ခုနဲ့လက်ခံလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Phyllis ကသူ့ရဲ့ဆွေမျိုးတယောက်ကို Dre ရဲ့ပကြီးကားကိုပြပြီးယူရို1100နဲ့ဝယ်အောင်စီးရုံနိုင်ခဲ့ပါတယ်။ Dre ကထမင်းစားခန်းကိုပြန်လာပြီး iPhone နဲ့စကားပြောရမှာမာလီကာမှာ friend လို့ခေါ်တဲ့ချစ်သူတယောက်ရှိပေမဲ့လောလောဆယ်တော့အဆင်မပြေချောင်းသိလိုက်ရတာကြောင့် Dre အတွက်မျှော်လင့်ချက်တွေပြန်ရှိလာပါတယ်။ပါတီပွဲပြီးကန်ဒီမှာ Phyllis က Dre ကိုကနဝင်သမိုင်းမှာရေးပါတဲ့သချင်းတစ်ချို့ကိုနားထောင်ခဲ့ပေမဲ့ Dre ကတော့ပြက်လုံးတွေနဲ့ပဲပြန်တုတ်ပြန်လိုက်ပါတယ်။တီးဝိုင်းဖွဲ့ပြီးသွားတဲ့အခါမှာ Dre ကသူ့ရဲ့ဆောင်းဘောက်ကိုယူလာပြီးသချင်းအချို့ကိုဖွင့်ကပါတီပွဲအလယ်မှာကပါတော့တယ်။သူဟာကောက်ကွက်အလွန်ကောင်းတဲ့သူဖြစ်ပြီးပါတီကလူတွေအားလုံးကိုပါအတူတူပါဝင်လာအောင်စည်းရုံးနိုင်ခဲ့တာကြောင့် Phyllis ကကြည့်ပြီးသဘောကျနေပါတယ်။နောက်ပိုင်း Phyllis ကိုအိမ်ယာသိမ်းပြီးတဲ့အခါ Dre က Illinois ကရောက်လာတဲ့နောက်ဆုံးစာကိုဖွင့်ဖတ်လိုက်ပါတယ်။သူကဓာတ်ပုံတစ်ပုံကိုပို့ပေးခဲ့ပြီးအလွန်ချောမောလှပကနောက်ပတ်ပါရီမြို့ကိုလာတဲ့အခါတွေ့ဆုံခြင်းကြောင့်ကိုလည်းရေးသားထားပါတယ်။ iPhone နဲ့ Dre တို့က Phyllis အတွက်အကောင်းဆုံးဝတ်စုံကိုရွေးချယ်ပေးကြပါတယ်။ Phyllis က iPhone ကိုလိုက်ပို့ပေးရမှာဖြစ်လို့ Dre ကတော့သူ့ရဲ့အားလျက်ကိုအသုံးပြုပြီး Bastrian ကိုတွားရောက်က Elia ကိုတောင်းပန်ဖို့နဲ့နေတိုင်းမုတ်တွေလာပို့ပေးဖို့ချိန်ချောက်ပါတော့တယ်။သူ့ရဲ့စပင်ကိုလည်းညှပ်ဖို့ပြောခဲ့ပါသေးတယ်။အဲ့ဒီနောက်သူဟာအမေဖြစ်သူအလုံးလုံးတဲ့စီကိုတွားပြီးအဝေးကနေပဲလှမ်းကြည့်ခဲ့ပါတယ်။စားတောက်ဆိုင်မှာတော့ iPhone နဲ့ Phyllis တို့က Illinois ကိုစောင့်ဆိုင်းနေကြပေမဲ့သူမကအတော်လေးနောက်ကျနေခဲ့ပါတယ်။တနားရီလောက်ဆောင်ပြီးတဲ့နောက်မှာ Phyllis ကလက်လျှော့လိုက်ပြီး Dre ကိုဖုန်းဆက်ကသူ့ကိုလာခေါ်ဖို့ပြောခဲ့ပါတယ်။ထို့နောက် Illinois ဆိုင်ထဲကိုဝင်လာတဲ့အချိန်လေးမှာပဲ Phyllis ကသူမကိုတတိမထားမိပဲဆိုင်ကနေထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီညမှာပဲ Phyllis က Dre ကိုသူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ခေါ်ဆောင်သွားပြီးပကြီးကားရောင်းလို့ရတဲ့ပတ်စံကိုပေးတာကြောင့် Dre ဟာအတိုင်းမသိပျော်ရွှင်သွားပါတယ်။နောက်တစ်နေ့မနက်မှာသူတို့ကြီးလက်ဒေတာကိုရောက်ရှိသွားပြီး Phyllis ကလီတီစီဖို့ဆုံးဖြတ်က Dre ကိုပါအတင်းဆွဲခေါ်နေပါတယ်။ Dre ကတော့လုံးဝမစည်းကျင်မဲ့အစပိုင်းမှာအလွန်ကြောက်လန့်နေပေမဲ့နောက်ဆုံးမှာတော့ပျော်စရာအတွေ့အကြုံဖြစ်ခံစားသွားခဲ့ရပါတယ်။သူတို့အိမ်ပြန်ရောက်တဲ့အခါမှာအာဒမ်မာကစောင့်နေပြီးတော့မျက်နှာမှာဒဏ်ရာတွေနဲ့တွေ့လိုက်ရလို့ Dre ကစူပူနေပါတယ်။ဒါပေမဲ့အာဒမ်မာကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုထုတ်မပြောတာကြောင့် Dre ကသူ့ကိုအခန်းထဲမှာစောင့်ခံပြီးမီနာစီဖုန်းဆက်ကစိတ်မပူဖို့လည်းမှားလိုက်ပါတယ်။အဲဒီနောက် Phyllis ကိုအိယာဝင်မှုတွားကူညီပါတယ်။ဒါပေမဲ့ Phyllis ကမအိတ်ချင်သေးပါဘူး။ Dre ကိုပကြီးကားတစ်ချက်ကိုအတူကြည့်ခိုင်းပြီးတော့ Dre ရဲ့မိသားစုအကြောင်းကိုမေးမြန်းပါတယ်။ Dre ကအစပိုင်းမှာမပြောချင်ပေမဲ့နောက်ဆုံးမှာတော့ပြောပြလိုက်ပါတယ်။အာရမာဟာသူ့ရဲ့အညီရင်မဟုတ်တယ်လို့အခုမိဘတွေကလည်းမိဘရင်မဟုတ်ပဲသူ့ရဲ့ဦးလေးနဲ့အတော်ဖြစ်ပါတယ်။ Dre အသက်8နှစ်အရွယ်မှာသူတို့ကကလေးမရနိုင်တာကြောင့်စီနီကောကနေပြီးတော့ခေါ်ယူမွေးစားခဲ့တာပါ။သူ့ရဲ့နာမည်အရင်ကဘာကာရီဘာဆာရီဖြစ်ပြီးတော့အခြားကလေးတွေမှာလည်းအဲ့ဒီနာမည်ရှိတာကြောင့်ဒီ Dre လို့ခေါ်ရကနေ Dre ဖြစ်လာတာပါ။နောက်ပိုင်းမှာတော့သူ့ရဲ့အတော်ဖြစ်သူကအံ့ဩစရာကောင်းလောက်အောင်ကလေးတွေဇက်တိုက်ရလာခဲ့ပြီးဦးလေးဆုံးပါသွားပြီးနောက်ပိုင်းမှာလည်းအခြားမျိုးသားတွေနဲ့ကလေးတွေထပ်ရခဲ့ပါတယ်။ Dre က Elisa အကြောင်းပြောပြဘူးတယ်လို့မျိုးပဲ Phyllis ကလည်းအာဒမ်မှာလမ်းပြဆုံးမမဲ့သူလိုအကြောင်းထောက်ပြပြောဆိုပြီး Dre ကိုအလုပ်ကနေထုတ်ပယ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Dre အနေနဲ့အဖိုးကြီးတယောက်ကိုပြုစုပေးရင်းနဲ့ပဲသူ့ဘဝတစ်ခုလုံးကိုကုံဆုံးမသွားစေပဲသူ့ရဲ့မိသားစုနဲ့အတူရှိနေတင်တာကြောင့်ဖြစ်ပါတယ်။နောက်တနေ့မနက်မှာ Bastian ဟာစပင်ပုံစံအသစ်နဲ့ပေါမုတ်အချုပ်ကိုလာပို့ခဲ့ပြီးနောက် Dre ကလည်းအထုပ်ပိုးတွေပြင်ပြီးထွက်ခွာဖို့ပြင်ဆင်နေပါတယ်။မာကာလီလာရောက်နှုတ်ဆက်တဲ့အခါမှာ Dre ကနောက်ဆုံးအချိန်ဖြစ်ပိုးပန်းစူးစမ်းခဲ့ပေမဲ့မာကာလီရဲ့ချစ်သူ Frank နဲ့မိတ်ဆက်ပေးပါတယ်။ Frank ဆိုတာကအမျိုးသမီးဖြစ်နေတာကြောင့်မာကာလီယာအမျိုးသားတွေကိုစိတ်ဝင်စားဘူးဆိုတာသိလိုက်ရပြီး Dre လည်းချက်ချင်းလက်လျှော့လိုက်ပါတယ်။အိမ်ကနေအထွက်မှာ Dre ကစကားပြောဆက်ကို iPhone ကိုပြန်ပေးပြီးမာကာလီအကြောင်းကိုသူ့ကိုလိန်ညာနောက်ခဲ့ဆက်ဆိုပြီးတော့ကြီးစဲခဲ့ပါတယ်
အပြန်အလှန်အနေနဲ့ iPhone က Drake စုဆောင်းထားတဲ့အပျော်မယ်တွေရဲ့ file တွေကိုပေးခဲ့ရမှာသူရွေးချယ်ပေးကြတဲ့ Philip ရဲ့ပုံကအထဲမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ Drake က file တွေကိုလွှတ်ပစ်လိုက်ပေမဲ့တပ်ပုံကိုတော့တင်ထားလိုက်ပါတယ်။အပြင်ရောက်တဲ့အခါမှာတော့အိမ်ဝင်ဝမှာကားတစ်စီးရပ်ထားတာကိုတွေ့တာကြောင့်သူကအလုံးမလုံးတော့ပေမဲ့ဒီကားကိုဖယ်ပေးဖို့ပြောလိုက်ပါတယ်။အာရီမာကဒါကိုဝင်ပြောလိုက်တဲ့အခါမှာတော့ Drake ကဒါဟာစီကံရေးဆိုင်ရာကိစ္စရပ်ဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်။နိုင်နေငယ်ကြာပြီးနောက်ညီကိုနှစ်ယောက်လုံးကသူ့အမေကိုပူရာရုံမှာတွားကြကြပါတယ်။အိမ်မှာတော့ Phyllis ကသူ့ရဲ့အလုပ်သမားအစ်နဲ့ပထမဆုံးညစာစားနေရပြီ။အဲ့ဒီလူကအလွန်ပြင်းစရာကောင်းတာကြောင့် Phyllis ကတလုံးမှမစားပဲထမင်းစားစပွဲကနေထွက်သွားပါတယ်။ iPhone ကလည်းဥယျာဉ်မှုနဲ့ချင်းတွေ့နေတာကြောင့် Phyllis ကိုစူပူမဲ့သူမရှိပါဘူး။ရက်တွေကုန်းလွန်လာတာနဲ့အမျှDrakeဟာသူ့ရဲ့ဘဝဟောင်းတဲ့ကိုပဲပြန်ရောက်သွားပါတယ်။မတင်ကားစရာကားပေါ်ကလူတွေကိုလည်းနောက်ထပ်အားတန်းကိုဘယ်တော့မှနောက်မနှောက်ယှက်ဖို့လည်းတတိပေးခဲ့ပါတယ်။သူ့မှာအတွေ့အကြုံမလုံလောက်တဲ့အင်တာဗျူးတစ်ခုကိုတွားရတဲ့အခါမှာ Phyllis ကနေသင်ယူခဲ့ရတဲ့အမှုပညာဘဟုတုတတွေနဲ့လက်တွေ့ကျတဲ့စကားလုံးတွေကိုအသုံးပြုပြီးအလုပ်ရှင်သဘောကျအောင်ပြောနိုင်ခဲ့ကရင်မောင်းအလုပ်တစ်ခုကိုရရှိသွားပါတယ်။ Phyllis ကတော့အလုပ်သမားအစ်ကိုထပ်ပြီးတော့စိတ်ပြတ်နေတာပါ။အမြဲတမ်းစိတ်အလိုမကျဖြစ်နေပါတယ်။ညတညမှာ Phyllis ဟာနာကျင်မှုဝေဒနာကိုခံစားရနေပေမဲ့အိမ်ကလူတွေကူညီတာကိုညှင်းဆန်နေတာကြောင့် iPhone ကပဲ Drake ကိုဖုန်းဆက်ပြီးလာဖို့အကူအညီတောင်းလိုက်ပါတယ်။ဒါကြောင့်ဇလန်ရဲ့အစပိုင်းကလိုမျိုးသူတို့နှစ်ယောက်ကိုရဲရီရဲ့လိုက်လံဖက်ဆီးခြင်းကိုခံရပြီးနောက်ပိုင်းမှာစေယုံကိုလိုက်လံပို့ဆောင်ပေးတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားတာပါ။အဲ့ဒီစွန်စားခန်းလေးပြီးမှ Drake က Phyllis ကိုပင်လယ်ကမ်းခြေကိုခေါ်သွားခဲ့ပြီးပင်လယ်ပြင်ကြီးကိုမြင်လဲရတာကြောင့် Phyllis တယောက်စိတ်ချမ်းသာသွားပါတယ်။အတန်ကြာပြီးနောက်Drake ဟာ Phyllis ရဲ့ရှေးကားနေတဲ့မုတ်စိမ်မွေးတွေကိုရိတ်ပေးပြီးနေ့လည်စာစားတောက်ဖို့အတွက်စားတောက်ဆိုင်တစ်ခုကိုခေါ်သွားပါတယ်။ဒါပေမဲ့Drake ဟာဆိုင်ထဲမှာအတူမနေပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ Phyllis နဲ့တူအဖော်ပြုတ်ဝေမဲ့သူရှိနေလို့ပါ။ Drake က Phyllis ကိုကန်ကောင်းပါစေလို့နှုတ်ဆက်ပြီးသူခိုးသွားတဲ့ဥလေးကိုပြန်ပေးကထွက်သွားပါတယ်။ Phyllis တယောက်တည်းကြံနေခဲ့လို့စိုးရိမ်နေတဲ့ချိန်မှာပဲသူနဲ့ချင်းတွေ့မဲ့သူရောက်လာတာကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒါကတော့ Eleanor ဖြစ်ပါတယ်။သူမက Phyllis ကိုတွေ့ရတာဝမ်းသာနေပါတယ်။ဝီချဲကိုလည်းလုံးဝစိတ်ထဲမထားပါဘူး။တကယ်လက်တွေ့ဘဝမှာ Phyllis ကတော့လက်ရှိမှာ Morocco နိုင်ငံမှာနေထိုင်နေတာဖြစ်ပြီးတော့အိမ်တော်တဲ့သမီးနှစ်ယောက်လည်းရှိပါတယ်။တကယ်လက်တွေ့ဘဝက Drake အမည်ရင်းအာဘာဒူရာစမီဆဲလူကတော့ကိုပိုင်ကုမ္ပဏီတစ်ခုရှိပြီးအိမ်တော်ကြကကလေးသုံးယောက်ရှိပါတယ်။သူတို့နှစ်ယောက်ကဒီနေ့အချိန်ထိအလွန်ရင်းနှီးတဲ့တငယ်ချင်းနှစ်ယောက်အဖြစ်ဆက်လက်တည်ရှိနေပါတယ်။